Okay ဟုတ်ကဲ့ကျွန်တော်တို့ကအခုကnice fair tour နဲ့ကျွန်တော်တို့ဒီ Vietnam နိုင်ငံစာပါမြို့ရဲ့အမြင့်ဆုံးတောင် Fancy Ban တောင်ပေါ်ကိုရောက်နေတာဖြစ်ပါတယ်အမြင့်ပေ1000ကျော်မြင့်ပါတယ်ဒီတောင်ထိပ်ကဒါအင်ဒိုချိုင်းနာကျွန်းဆွယ်ဒါအမြင့်ဆုံးတောင်ထိပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပြီးရင်ဒီမှာပဲနေ့လည်စာ buffet 3ဆောင်မယ်ပြီးရင်တော့ကျွန်တော်တို့ကတောင်ကိုပြန်ဆင်းပြီးတော့စာပါကနေပြီးတော့ဟန်နွိုင်းမြို့ကိုကား6နာရီလောက်စီးပြီးတော့ပြန်မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ